ဒီပွဲကတော့ဆောင်းရမ်းအေးကြီးတဲ့ပွဲဖြစ်သွားပြီ။ဘာကြောင့်ဒီလိုပြောလဲဆိုလို့ရှိရင်အမ်မန်ဆော့တဲ့လူတိုင်းဒါတိတယ်ပေါ့နော်။ရှိုးလိုက်တွေ့လားအဲ့လိုမျိုးဖူးစရာဖြစ်ပြီး19မှတ်ဦးကာလမှာဆိုလို့ရှိရင်ဒီတခင်ကြီးတို့စိတ်ကောက်တတ်တဲ့ချောင်းဘလိုလေးတို့ကဒါစောင့်နေတတ်တယ်ပေါ့နော်။တော့တန့်ကန်ရမှာလည်းစိတ်မချဘူး။ကိုရိုင်းလည်းဆိုလိုသွားတဲ့ပွဲဆိုတော့ဒီပွဲမှာလုံးဝကိုရိုင်းရုံးလို့ရမယ့်ဟီရိုဒီနှိုက်ကြီးပဲကန်လိုက်တော့မယ်။နှိုက်ကြီးတို့ကတော့ကန်ကောင်းကျပွဲစားတွေကစွန်ကြီးလောင်းခံတော့မယ်။ဂူရှင်ရောအာယုံပေးမယ်ဆိုပြီးတော့သွားလောက်လိုက်တာ။ဂူရှင်ကခုပြန်အာယုံပေးသွားတယ်။ဂူရှင်လည်းမဟုတ်မောင်တက်တယ်မောင်မရောက်လာ။ရှော့မှာဆိုလို့ရှိရင်လည်းပြန်ရှင်လာတဲ့တာတယ်ဗီဒီယိုစပြီအဲ့တော့တစ်ချက်နှစ်ချက်ဝင်ကုတ်ပေးရတော့ခုမှ RDL လည်းမပွင့်သေးဘူးဆိုတော့တားကြီးဗီဒီယိုလည်းခေါင်းတိုးပြီးဝင်လို့မရသေးဘူးအဲ့တော့တစ်ချက်ပြန်ပြီးတော့ forward လိုက်ရတယ်ဗီဒီယိုမှာလက်ဆွဲမပြလိုက်ရတော့စိတ်ညစ်နေဘယ်သူနှိုက်ကမှမသိတဲ့အချိန်မှာလှူကန်ပုတ်ကိုပေါ်လာရှော့ကောင်းပါ level 4ကလည်းပွင့်ကနီးနေပြီဆိုတော့အောက်က ML လန်းကို roll မယ်လို့လုပ်နေတော့ကိုအိမ်ရှိကိုအိမ်နိုင်ရောက်လာတဲ့ပါဆယ်ဘုံကိုအာနာနာနဲ့အပေါင်းစင်းလောက်လိုက်ရတော့ဒီမှာလည်းတက်မိပြီးဗီဒီယိုဝင်ပေးလိုက်တယ်ဒါပေမဲ့တာတယ်ဗီဒီယိုမဝင်နဲ့ဆိုင်းဝိုင်းဖြစ်နေဆောင်းလုံးတွေပါညိုမဲဆွဲတဲ့နာတာကြီးရဲ့လက်စားချေဖို့ပြန်လဲရောက်ရှိလာခဲ့တယ်။ရှော့ကောင်ဟောက်တီးထားတယ်ကောင်။ပြန်ရှင်လာတဲ့ဂလူးကြီးရဲ့လဲလန်းပြန်အောင်လာ။ဒါပေမဲ့နောက်မှာပတ်စစ်မရှိတဲ့နာနာလေးကိုရားပြေပါဆယ်ဆွဲပေးလိုက်တယ်။အဲ့ဒီအချိန်မှာဂလူးကလည်းတာဝါထဲကနေဆွဲသွင်းခံပြီးပြန်ထွက်လာတော့ဘယ်ပြောကောင်းမလဲကြိတ်တာပေါ့။ဒါပေမဲ့အာဒီကအဲ့မှာကုံနေတော့ဆောင်းရမ်းခတ်ခဲသွားခဲ့တယ်။နောက်ပိုင်းဘောဖြတ်တဲ့ဓာတ်ပါသုံးပြီးတော့တက်ပေးလိုက်ရတယ်။ပြန်ဒီမှာဆိုလို့ရှိရင်လည်းအမ်မန်လန်းကိုမရောက်တာကြာပြီဆိုတော့သွားလိုက်တယ်ဒီမှာတွေ့လိုက်လားအေးခင်ဗျားတို့တွေ့ပြီမယ်ကျွန်တော်ကမတွေ့ဘူးဗျကဘာမှာမျိုးလေးနဲ့အရန်လာပြီချစ်ဖို့ကောင်းတယ်ဘယ်သူလဲသိလားမလုပ်ပါနဲ့အေးရမလုပ်ပါနဲ့အေးရတွေ့မယ်ကူရှင်တွေ့မယ်ရေခတ်မကြုံပိုက်ပြင်တော့ကြုံမှာပေါ့ကွာဟဲ့ဘယ်ကလမ်းဖျက်လျှောက်လာနန်းနာလဲရှော့အမပါစေပြောရင်းဆိုရင်လည်းပဲကူရှင်ကဆက်လိုက်မိမဲ့ကြီးနဲ့ရေခွင်ထဲကိုအတင်းပြေးဝင်လာတယ်ရှော့အမတစ်ချက်ကူမှပြန်ရှင်လာတဲ့ကူရှင်လေးကိုစိတ်ကင်စားပေးလိုက်အောင်ရှော့ဟာလက်လွန်ကုန်ပြီသွားပြီတောက်နေရတန်ဝါးဟိုမှာလာပြီဥတိုကြီးသားအလက်ကောင်ရှော့အဲ့မှာတေးကြတာပြောနိုင်တယ်တခုကဒီကောင်လည်းတော်တော်စိတ်ဆင်းရဲနေလောက်ပြီဒီနေရာမှာဆိုလို့ရှိရင်မလီစာချောင်းတော့ဒါပေမဲ့တကောင်ကောင်ရှိနေမှကြိုသိတော့ SKS ဖဲကိုခြံထားနိုင်တော့ဒီပြေးလို့လွတ်သွားတယ်အဲ့အချိန်မှာကိုတင်းသားတယောက်ကလည်းရောက်လာတော့ပြေးကုတ်တော့လည်းမရအာဒီဖွင့်တော့ဘောပြတဲ့ဓာတ်နဲ့ပဲတက်ပေးလိုက်တယ် War is my trade. Death don't Another day, another casualty. ကဲဒီနေရာမှာတွတ်ဆုံလုပ်နေလို့မရတော့မိနစ်20နားလည်းကတ်နေဆိုဒီလောကရရင်ရတဲ့ဘက်ကနိုင်မှာဆိုတော့အာတင်တာဒီပွဲပြင်းလီးချက်ရောက်မှဆိုတဲ့စိတ်နဲ့ဝင်ပေးလိုက်တယ်ဒါပေမဲ့ရှော့သွားတယ်ပေါ့ရှော့လဲတန်တယ်ပေါ့ဘာလို့လဲဟိုဘက်ကကောင်နေနာတာပေါ်မှာစပယ်တွေကုန်သုံးသွားပြီဆိုတော့တကယ်ဗီတယ်လဲဆိုင်အောင်300စပယ်မရှိတော့တော့ကလော့ဘက်တဲမှာ NUV ဘက်ကခွာရောက်သွားလို့တော့နည်းနည်းခံတာဒီဘက်ကလောမရလိုက်ဘူးဒါပေမဲ့ခွာရောက်သွားတဲ့ဆိုးကျိုးကဒီဘက်က drone ကိုတဲချိုးရင်းနဲ့နောက်ဆုံးတော့ဒီညလီးချက်အောင်တက်နိုင်ခဲ့ပြီ